မင်္ဂလာပါ Tech Achiever ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ထောက်ပိုခန်းကြောင့်မို့ AI လောကတစ်ခုလုံးပွက်လို့ရိုက်ပြီး memory share တွေအကုန်ထိုးချသွားတဲ့အကြောင်းအရာကိုပြပြပေးသားမှာပါ AI model တွေဘယ်လိုအလုပ်လုပ်လဲဆိုတာတေးစမသိရင်တော့မှဒီကောင်တွေ RAM memory ရန်စားတယ်ဆိုတာကိုတော့ကြားဖို့ကြားမှာပါဒါကြောင့်လည်းအခုခေတ် radio RAM လေးတစ်ချောင်းဝယ်ဖို့တောင်ဈေးကစမတန်များနေတာပါဒါပေမဲ့မကြာသေးခင်ကပဲ Google Research ကနေပြီးတော့ Turbo Quant ဆိုတဲ့ဒီ compression algorithm အသစ်ကိုကြေညာလိုက်တယ်သူရဲ့အစွမ်းကတော့ AI model တွေရဲ့မဲ့ညင်စားတော့မှုကိုအကြီးအကျယ်ရှော့ချပေးနိုင်ပြီးအလုပ်လုပ်တဲ့မြန်နှုန်းကိုပိုမြန်စေတယ်အရေးကြီးဆုံးကတော့တိကျမှုလုံးဝကျမသွားပါဘူးဒီ Turbo Quant တကယ်လက်တွေ့အလုပ်ဖြစ်သွားရင် AI တွေအလုပ်လုပ်နေတော့မှတ်သားထားရတဲ့ working memory ကိုအနည်းဆုံး6ဆနေပြီးတော့8ဆအထိတင်းငယ်သွားအောင်ချုံးပြနိုင်မှာပါH100 လို့ကဲအကြီးစားတွေဆိုရင်မြန်နှုန်း8ဆအထိတောင်တက်သွားနိုင်လို့ AI run ရတဲ့ကုန်ကျစရိတ်ကိုအဆမတန်ရှော့ချပေးနိုင်တော့မှာပါဒီအဖြစ်အပျက်ကို Cloudflare ရဲ့ CEO ဖြစ်သူ Matthew Frintz အပါအဝင် Tech လောကက Google ရဲ့ DeepSeek movement လို့တောင်တင်စားနေကြတယ်ဘာလို့ DeepSeek movement လို့တင်စားကြလဲဆိုတော့တရုတ် AI model DeepSeek ဟာတာမန်ချစ်ပြားတွေတုံးပြီးတော့ကုန်ကျစရိတ်အနည်းဆုံးနဲ့ထိပ်တန်းစွမ်းဆောင်ရည်ကိုပြသနိုင်ခဲ့လို့ကမ္ဘာ Tech လောကတစ်ခုလုံးအံ့ဩရခဲ့တဲ့အဖြစ်ကိုရည်ညွှန်းတာပါTurbo Quant ရဲ့အမိုက်ဆုံးချက်ကတော့အရှုံးမကြည့်ရှုံးပစ်ခြင်းပါ model တွေကိုထပ်ပြီး train စရာမလိုဘူး data အသစ်တွေလည်းထပ်မလိုဘူးလက်ရှိနေတဲ့ base transformer model ဆိုဓာတ်ရိုက်တိုက်ဆင်လိုက်ရုံနဲ့ Kiwi catch ကြီးကိုမူလအရွယ်စားရဲ့သေးငယ်တဲ့အစိတ်အပိုင်းလေးတစ်ခုပြောင်းချုံပစ်လိုက်နိုင်မှာပါပြီးရင်ထွက်လာမယ့်အဖြေကလည်းမူလအတိုင်းတပုံစံနဲ့ထွက်လာမှာပါတကယ်လို့ဒီနည်းပညာတာတကယ်လုပ်ငန်းခွင်တွေမှာအသုံးပြုလာနိုင်ရင်စာပတ်ကြီးတွေဖတ်ရတဲ့AI ရဲ့ကုန်ကျစရိတ်ပြဿနာကိုညာသွင်းချင်းပြောင်းလဲပစ်လိုက်နိုင်ပါလိမ့်မယ်ဒီတင်းထွက်လာပြီးနိုင်ပိုင်းအတွင်းမှာပဲကမ္ဘာ memory ထုတ်လုပ်တဲ့ကုမ္ပဏီကြီးတွေရဲ့ share ရွေးတဲ့အကုန်ဖိုးချကုန်ပါနဲ့ Micron ကတော့3% Western Digital 4.7% နဲ့ Sandisk ကတော့9.9% အတီးတီးကျဆင်းခဲ့တယ်။ကျောင်းရာကတော့ရင်းနှီးမြှုပ်နှံသူတွေဟာ AI တွေက memory တိတ်မလို့တော့ဘူးဆိုရင်ရှေးချောက် hardware တွေလည်းဝယ်စရာမလိုတော့ဘူးပေါ့ဆိုပြီးသက်ဆလာကြတယ်။ AI ရဲ့စွမ်းဆောင်ရည်ကိုအမြင့်ဆုံးဆွဲတင်ပြီး vector search ကိုပါတော်လှန်နိုင်ပြီ Google Research ကသူတို့ရဲ့ blog မှာဒီနည်းပညာကို AI ရဲ့စွမ်းဆောင်ရည်ကိုတင်းရခိုက်စေပဲ memory အသုံးပြုမှုကို short ချပေးမယ်နည်းပညာတိလို့ဖော်ပြထားတယ်။ AI တွေမှာကိန်းဂဏန်းတွေအများကြီးရှိတယ်။အဲ့ဒီကိန်းဂဏန်းတွေကစာသားတွေရဲ့အဓိပ္ပာယ်ကိုကိုစားပြုတယ်။ factor နှစ်ခုနီးစပ်ရင်အဓိပ္ပာယ်ဆင်တူတယ်ပေါ့။ဒါပေမဲ့အဲ့ဒီကိန်းဂဏန်းတွေက memory အရင်စားလုံးလို့ AI ရဲ့မြန်နှုန်းကိုနောက်ဆွဲနေတဲ့အဓိကပြဿနာတစ်ခုဖြစ်နေခဲ့တယ်။ Turbo Quant ကအဲ့ဒီပြဿနာကိုဖြေရှင်းဖို့ Kiwi catch AI ရဲ့ max စာကိုအသေးဆုံးဖြစ်အောင်ချုံးပစ်လိုက်တယ်။အရင်တော့ကဆိုရင် memory တက်တောင်လို့ quantization ပိုနှိမ့်တဲ့တိကျမှုနဲ့ run ခြင်းကိုအသုံးပြုကြပြီနဲ့အဲ့ဒီလိုလုပ်ရင် AI ရဲ့အဖြေတွေကအရေးတွေကျသွားတယ်။ဒါပေမဲ့ Google ရဲ့စမ်းသပ်ချက်တွေအရ Turbo Quant ကိုတုံလိုက်တဲ့အခါချို့နေရာတွေမှာအများဆုံး8ဆတက်သွားပြီး memory တုံးဆွဲမှု6ဆကျပြီမဲ့တိကျမှုလုံးဝကျမသွားတော့ဘူးတွေ့ရတယ်။ Google ကဒီ algorithm တစ်ကို Gamma နဲ့ Mistral လို့ open source model တွေမှာစမ်းသပ်ပြခဲ့တယ်။ရလဒ်တွေကတော့အပြည့်ပြောစရာမရှိအောင်ကောင်းမှုနေပြီး memory တုံးဆွဲမှုကို6ဆလောက်ထိရှော့ချနိုင်ခဲ့တယ်။ memory ကိုထပ် train စရာမလိုပဲNVIDIA H100 ပေါ်မှာ 4-bit Turbo Quant ကိုတုံးတဲ့အခါရိုးရိုး 32-bit 8ဆပိုမြန်တာကိုတွေ့ရတယ်။ဒါပြင် large language model တွေမှာကပဲ RAG တွေ vector search တွေမှာလည်း Turbo Quant အတုံးဝင်နေပါသေးတယ်။ 5036 dimensional vector တွေကို index လုပ်တဲ့နေရာမှာအရင်က239စက္ကန့်ကြာရာကနေအခု 0.0013 စက္ကန့်လောက်ပဲကြာတော့လို့အချိန်ကတုံညနီးပါးလောက်ဖြစ်သွားတယ်။ဒီနည်းပညာရဲ့နောက်ွယ်ကလိုအပ်ချက်ကတော့ Turbo Quant ကို AI model တွေမှာတုံးဖို့အတိအကနည်းပညာနှစ်ခုလိုပါတယ်။ Polar Quant ဆိုတဲ့ချုံတဲ့နည်းနဲ့ QGL ဆိုတဲ့အမားပင်တဲ့နည်းပါ။နံပါတ်1 Polar Quant အကြောင်းရင်ပြောရအောင်။ပုံမှန် AI တွေက vector ကို x,y,z coordinate တွေနဲ့မှတ်ပါတယ်။ Google ကအဲ့ဒါကိုပြောင်းပြီး Polar coordinate ဝင်ရိုးစွန်း coordinate တွေနဲ့မှတ်ခိုင်းလိုက်တယ်။ဥပမာအရှိကိုဘယ်လောက်တွားမြောက်ဘက်ကိုဘယ်လောက်တွားလို့မှတ်မယ်အစား39 degree တောင်းအတိုင်း9ဘယ်လောက်ကိုတွားလို့မှတ်ချလိုက်တာပါဒီနည်းကနေရာပိုတက်တာပြီးတွက်ချက်ရတဲ့အလုပ်တွေကိုအများကြီးရှော့ချပေးပါတယ်ဒါပေမဲ့ခြုံလိုက်တဲ့အတွက်အနေငယ်တော့အမားလေးတွေကျန်ခဲ့တယ်နံပါတ်2ကျွန်တော် QGL အကြောင်းထပ်ပြောပြအဲ့ဒီကျန်ခဲ့တဲ့အမားလေးတွေကို QGL ကဝင်ပြင်ပေးပါတယ်သူက vector တစ်ခုစီကို1 bit memory ထပ်မစားပဲအမားတွေကိုပြင်ပေးလိုက်တာပါဒီနှစ်ခုပေါင်းလိုက်တဲ့အခါ Polar Quant ကအသေးဆုံးဖြစ်အောင်ခြုံပေးပြီး QGL ကအမားပြင်ပေးတာပါ Google ကဒီနည်းပညာကိုလာမဲ့လမှာကျင်းပမယ် ICLR 2026မှာ
တေးစိတ်ချပြဖို့ရှိနေပါတယ်ကိုကဲကကုတ်မချသေးပေမဲ့ developer တွေကစာတမ်းဖတ်ပြီးကိုယ်တိုင်ပြန်ရေးနေကြပြီကိုကဲကထားဖို့ခွင့်ညက်တရားဝင်ကုတ်တွေကိုထုတ်မပေးသေးပါဘူးဒါပေမဲ့ကဘာတပွားက developer တွေကသူတေသနာစာတမ်းတွေကိုဖတ်ပြီးသူတို့ဘာသာပြန်ရေးနေကြပြီ developer တယောက်က PyTorch မှာကိုယ်တိုင်ရေးပြီး RTX 40 Gamma 4 Gamma 3 4B model နဲ့စမ်းကြည့်တဲ့အခါ2 bit ထိခြုံထားတာတော့မှမူလ model နဲ့စလုံးတစ်လုံးမှမလွဲပဲအတိအကျတူညီတဲ့ဖြစ်ထွက်လာအောင်မြင်စွာစမ်းတက်ပြနိုင်ခဲ့တယ် Apple chip သုံးတဲ့ developer တယောက်က MLX framework ပေါ်မှာ 35B model ကြီးကိုစမ်းတက်ရမှာအမှတ်ပေးရခဲ့တယ်အဲ့လိုပဲ Lilama Docs CPP အတိုင်းဝိုင်းမှာလည်း C language နဲ့ CUDA version ကိုပြန်ရေးနေကြပြီစမ်းသပ်မှုတွေအားလုံးအောင်မြင်တယ်လို့လည်းဆိုကြတယ်စာတမ်းလေးတစ်စောင်ထွက်လာတာနဲ့ဒီလောက်မြင်မြန်ဆန်ဆန်ပြန်ရေးနိုင်တယ်ဆိုတာတိတ်တော့မလွယ်ဘူးဒါက Turbo Quad နဲ့တင်ချပိုင်းဆိုင်ရာရှင်းလင်းပြတ်သားမှုကိုပြနေတယ်လို့ AI လောကမှာ memory ပြဿနာကိုဖြေရှင်းဖို့ဘယ်လောက်တော့အရေးကြီးလိုအပ်နေလဲဆိုတာကိုပြသနေတာပါဒါပေမဲ့ QJR အပိုင်းကိုအတိအကျပြန်ရေးဖို့ကတော့တော်တော်လေးခက်ခဲတယ်စမ်းတဲ့သူတွေကဆိုပါတယ်အခုဒီတော့ V large language model တွေ Lilama Docs CPP Olama စတဲ့နာမည်ကြီး framework တွေမှာဒီနည်းပညာကိုတရားဝင်မပေါင်းထည့်ရသေးပါဘူး memory share တွေထိုးကြကုန်ပေမဲ့ Nvidia ကိုယ်တိုင်ကလည်းကိုယ်ပိုင် algorithm တင်နဲ့စောင့်နေပါတယ်ဈေးကွက်ရဲ့တုံ့ပြန်မှုအများမြန်ပါတယ်တရုတ်က storage chip ကုမ္ပဏီတွေအားလုံးနဲ့ share ဈေးတွေ300ခိုင်နှုန်းကနေ900ခိုင်နှုန်းအထိအတီးတီထိုးကြသွားတယ် analysis တွေကတော့ဒါနည်းနည်းလွန်ခဲ့တဲ့တုံ့ပြန်မှုလို့တုံ့ပြန်ကြတယ် AI ရဲ့ memory လိုအပ်ချက်ကကြီးမားနေစေဖြစ်ပြီးချုံတဲ့နည်းပညာပေါ်လာတိုင်း hardware ဝယ်ယူမှုတွေရုတ်တရက်ရပ်တန့်သွားလိမ့်မရှိပါဘူးဒါပေမဲ့ဈေးကွက်ကစိုးရိမ်တာလည်းမမှားပါဘူးအခုချိန်မှာ Meta, Google, Microsoft တို့လိုကုမ္ပဏီကြီးတွေက data center တွေအတွက်ဒေါ်လာဘီလီယံရာနဲ့ချီသုံးနေကြတာပါ memory လိုအပ်ချက်ကို6ဆလောက်ရှော့ချပေးနိုင်တဲ့နည်းပညာတစ်ခုပေါ်လာရင်တော့ကုန်ကျစရိတ်6ဆလောက်ရှော့ချတော့မှမဟုတ်ပဲအဲ့လောက်ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုတွေကြားမှာဒီလို efficiency လေးနည်းနည်းတက်လာတာကအကျိုးသက်ရောက်မှုကြီးကြီးဖြစ်သွားနိုင်လို့ပါစိတ်ဝင်စားစရာအကောင်းဆုံးကတော့လာမယ့် ICLR 2026မှာ Turbo Quad တစ်ခုတည်းလာမှာမဟုတ်ပါဘူး Nvidia လည်း KVTC ဆိုတဲ့ကိုယ်ပိုင် compression နည်းပညာကိုရှာပြဖို့ရှိနေပါတယ် Nvidia ရဲ့ KVTC ကတော့တိကျမှု100ခိုင်နှုန်းတက်နည်းတဲ့ဆုံးရှုံးမှုလေးနဲ့အဆ20တိတောင်ရှုံးပစ်နိုင်တယ်လို့ဆိုပါတယ်ပြီးတော့ parameter 1.5 billion ကနေ17 billion ထိရှိတဲ့ model ကြီးကြီးတွေကိုပါစမ်းသပ်အောင်မြင်ထားတာပါ H100 ပေါ်မှာတိုကင်ပေါင်း8000ရှိတဲ့စာပိုက်ရှည်ကြီးတွေကိုဖတ်ဖို့အရင်က3စက္ကန့်လောက်ကြာရတာနေအခု380 millisecond လောက်ထိ8ဆလောက်ပိုမြန်သွားပါတယ် Bandwidth compression standard ကြီးနှစ်ခုကပွဲတစ်ပွဲမှာအပြိုင်ဆိုင်ထွက်ပေါ်လာတော့မှာပါဒါဟာ AI ရဲ့မဉ္ဇဉ်ပြဿနာကိုဖြေရှင်းရေးဟာသူတေသနာအဆင့်ကနေတကယ်လက်တွေ့လုပ်ငန်းခွင် production grade infrastructure အဆင့်ကိုတရားဝင်ကူးပြောင်းလာပြီးဆိုတာကိုတေချာသက်သေပြနေတာပါ Okay ဗီဒီယိုလည်းနည်းနည်းရှည်သွားမယ်ဒီနေ့ကတော့လောက်ပါပဲနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်